လူတစ်ခေါ်ဖို့တဲ့လူငယ်တွေကိုနေရာပေးမယ်မန်ယူနီးပြမန်ယူနီးပြအေမိုရီဟာလာမယ့်ဇန်နဝါရီကစားသမားပြောင်းရွှေ့ဈေးကွက်အတွင်းမှာလူတစ်ခေါ်ဖို့တဲ့အကယ်ဒမီထွက်လူငယ်တွေကိုဦးစားပေးအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။လာမယ့်ဇန်နဝါရီလမှာကျင်းပမယ့်အာဖရိကဖလားပြိုင်ပွဲကြောင့်မန်ယူဟာနောက်ခံလူမာဇရာဝီနဲ့တိုက်စစ်မှုတွေဖြစ်တဲ့အာမက်ဒီယာလိုနဲ့အမ်ဘူမိုးတို့ကိုတလနီပါဆုံးရှုံးရမှာဖြစ်ပါတယ်။အသင်းတိုက်စစ်မှာခြေစွမ်းပြနေတဲ့အာမက်ဒီယာလိုနဲ့အမ်ဘူမိုးတို့ကိုဆုံးရှုံးရမှာဖြစ်လို့လာမယ့်ဇန်နဝါရီလအတွက်မန်ယူနီးပြအေမိုရီအနေနဲ့ကစားသမားအသစ်တွေကိုခေါ်ယူမယ်လို့သတ်မှတ်ထားကြပေမဲ့အေမိုရီကအကယ်ဒမီထွက်လူငယ်တွေကိုပဲအစားထိုးအသုံးပြုဖို့ဆုံးဖြတ်လိုက်တာပါ။ဒါအပြင်တိုက်စစ်မှုစစ်စီနဲ့ကွင်းလယ်ကစားသမားကိုဘီမိုင်နူးတို့ကလည်းလာမယ့်ဇန်နဝါရီကစားသမားပြောင်းရွှေ့ဈေးကွက်အတွင်းမှာအသင်းကနေအငှားနဲ့ထွက်ဖို့စီစဉ်နေတာတွေကြောင့်လည်းအေမိုရီအနေနဲ့ကစားသမားအသစ်ခေါ်လိုက်မယ်လို့သတ်မှတ်နေကြတာဖြစ်ပါတယ်။အေမိုရီဟာတက်တန်းလိုက်အသင်းတွေမှာခြေစွမ်းပြနေတဲ့အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့တိုက်စစ်မှုတွေဖြစ်တဲ့ချီတိုအိုဘီနဲ့ဘိုင်ယန်ချီဂွင်လေကစားသမားတွေဖြစ်တဲ့ရှီယာလာစီနဲ့ဂျက်ဖလက်ချာတို့ကိုအဓိကကစားသမားတွေကိုဆုံးရှုံးထားရချိန်မှာအစားထိုးအသုံးပြုဖို့ရည်မှန်းနေတာဖြစ်ပါတယ်။